အားလုံးပဲမင်္ဂလာပါခင်ဗျာတိုင်လာတဲ့တော့ page ကနေပြီးတော့မှနေချွေးစွာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်လို့သွားပေးမယ် pick up ပိုင်းဒီလေးကိုမသွားခင်မှာတစားမုံလာပြည်ညနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးကျွန်တော်awareness လေးပေးခြင်းနေပေါ့ဆိုတော့ဒါမြန်မာရိုးရာယူဆရပေါ့နော်ဒါတစားမုံလာပြည်ညဆိုတာကစေပေါင်းခါတဲ့ညလို့လည်းပြောကြတယ်အဲ့တော့ဒါနက်ခတ်တာယာတွေအစီအရင်တွေအားလုံးကဒီတစားမုံလာပြည်ညကိုများသောအားဖြင့်လောက်ကြတာများတယ်ပေါ့နော်ဒါဒီနက်ခတ်တွေအရန်ကောင်းတယ်ပြီးလို့ရှိရင်လည်းပဲစေပေါင်းခါတဲ့အစီရင်အားဖြင့်ပညာရပ်ပိုင်းဆိုင်ရာတွေမှာလည်းပဲအရန်အစွမ်းထပ်ပြီးတော့မှအကျိုးရှိတဲ့အချိန်ကာလတစ်ခုလို့လည်းကျွန်တော်တို့ဒါသတ်မှတ်ကြတယ်ပေါ့ဆွဲခါကြတော့အဲ့ဒီညမှာဘာတွေကအစွမ်းထက်တာလဲဆိုလို့ရှိရင်ကိုယ့်ဘဝတွေကထွက်ခွာသွားတဲ့သူတွေကိုယ့်ဘဝတွေမှာမရှိတော့တဲ့သူတွေပြီးလို့ရှိရင်ပေါ့နော်ဒါကိုယ့်ဘဝတွေကနေပြီးတော့မှဆုံးရှုံးသွားတဲ့အရာတွေကိုယ့်စီကိုပြန်လာဖို့ရန်အတွက်ပေါ့နော်အစီရင်လုပ်တဲ့အခါမှာပို့ပြီးတော့မှအစွမ်းထက်တယ်လို့ကျွန်တော်အများကြီးမသားခဲ့ဘူးရဲ့အဲ့ဒါကြောင့်ပေါ့နော်ဒါအခြေအမှာဆိုလို့ရှိရင်လေကိုချစ်ပေမဲ့ကိုနဲ့သူနဲ့ကြားထဲမှာဒီအနောက်ရှက်အမျိုးမျိုးကြောင့်မဝေးကွာသွားတဲ့သူတွေကိုယ့်ဘဝထဲမှာမရှိတော့တဲ့သူတွေကိုပြန်ပြီးတော့မှ attract လုပ်ချင်တဲ့သူမျိုးတွေအဲ့တော့ဒါကိုဆုံးရှုံးရတဲ့အရာတွေကိုပြန်ပြီးတော့မှဒီကိုယ့်ဘဝတွေကိုပြန်ရအောင်လို့ပေါ့နော်ပြန်ပြီးတော့မှဆွဲဆောင်ချင်တဲ့သူတွေအတွက်အရန်ကိုကောင်းမွန်နေတာတစ်ခုဖြစ်တယ်လို့ပြောလို့ရှင်တော့ပုံမှန်ပဲဗျဆိုတော့အဲ့ဒီအပိုင်းအသေးစိတ်လေးကိုတော့ကျွန်တော်နောက်ထပ် view လေးတစ်ခုမှာတေချာလေးပြန်ပြောမှလုပ်သွားပေးမယ်နော်ဒါကတော့တစားမိုးလာပြီးညနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လည်းနည်းနည်းလေးပြပေးတာပါဆိုတော့ပြောသွားရင်လည်းများနေပြီဒီတစ်ခေါက်လို့သွားပေးမယ် pick up ပိုင်းလေးရဲ့ခေါင်းစဉ်ကတော့တစားမိုးလာပြီးနေ့အလွန်မှာသူ့ရဲ့ energy ကိုယ့်ရဲ့ energy ဘာဆက်ဖြစ်မှာလဲဘာတွေလုပ်တင်တာလဲဒါရင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော် energy check လေးကိုလုပ်ပေးမယ်ပေါ့နော်ဆိုတော့ထုံးစံအတိုင်းပါပဲဒါကို energy သိချင်တဲ့သူရဲ့မျက်နှာလေးကိုမျက်စိအာရုံထဲမှာတခြားလေးပုံဖော်မယ်ပြီးသွားလို့ရှိရင်အခုချထားပေးတဲ့ file လေးတွေကိုတခြားလေးအာရုံစိုက်ပြီးတော့မှရွေးချယ်ပေးဖို့လိုရပေါ့ဒါလေးကတော့ file 1ဒါလေးကတော့ file 2ဒါလေးကတော့ file 3ဆိုပြီးတော့မှ file လေး3မျိုးရှိတယ်ပေါ့နော်ဒါကိုနဲ့တကယ် energy ကိုက်မယ်လို့ယူဆလို့ရတဲ့ file လေးကိုတခြားလေးရွေးချယ်ပေးဖို့တောင်းဆိုခြင်းနဲ့ file လေးရွေးချယ်တဲ့အခါမှာကိုတကယ်သိချင်တဲ့သူရဲ့ရုပ်ပုံကိုမျက်စိထဲမှာမြင်အောင်ကြည့်ပြီးတော့မှရွေးချယ်မယ်ဆိုရင်တော့ပို့ပြီးတော့မှတော့ energy ပိုကိုက်လိမ့်မယ်လို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ချိန်လေးခဏပေးမယ်နော်အခုလောက်ဆိုလို့ရှိရင်တော့ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ file လေးကိုရွေးချယ်ပြီးတော့လို့ထင်ပါတယ် file တစ်ခုချင်းစီအတွက် reading လေးကိုကျွန်တော်သွားလိုက်တော့မယ်နော်ဆိုတော့ဒါ file 1นี่အတွက်ပေါ့နော်တစားမလာပြည့်နေ့အလွန်မှာဒါကိုရဲ့ energy တစ်ဖက်လူရဲ့ energy လေးပတ်သက်ပြီးတော့မှကျွန်တော်တို့ကြည့်သွားပေးမယ်တဲ့Okay ဆိုတဲ့ခါကျတော့ဒီမှာလာပြတဲ့ energy တွေရပေါ့ file 1နေရဲ့ relationship ရဲ့ energy ရတဲ့တကယ်တော့အဖြေသိထားပြီးသားပါတဲ့ကွဲပြတ်နေတဲ့သူတွေများတယ်ပြန်ဆက်ဖို့ရန်အတွက်အခက်အခဲရှိတဲ့သူတွေပို့ပြီးတော့မှများတယ်ဆိုရင်နမိတ်တွေကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်နေပေါ့လာပြတဲ့ energy အရဆိုလို့ရှိရင်တော့တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာပြန်ဆက်ဖို့ရန်အတွက်အရေးခင်းရင်းတဲ့အနေအထားမျိုးတွေဘလောက်ပဲစူးစမ်းဘလောက်ပဲဒီအဆင်ပြေအောင်လုပ်ပေါ့နော်အကျိုးမရှိနိုင်တော့တဲ့အနေအထားမျိုးတွေပိုဖြစ်ဖို့များလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်မြင်တယ်အကျိုးသောပိုင်ဝန်းတွေကတစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာအဆက်အသွယ်ရှိသေးတယ်စကားတွေပြောသေးတယ်တကယ်ချင်းမကြရည်စားမကြဆိုတဲ့ပုံစံမျိုးဟိုမြောက်ဒီမြောက်ပုံစံမျိုးနဲ့အတိုင်းအတာတစ်ခုအပြင်ဆက်ပြီးတော့မှပတ်သက်နေကြသေးတဲ့အနေအထားမျိုးလို့ပြောလို့ရှင်တော့ပုံမှန်ပဲကျွန်တော်မြင်တာကတော့လေဒါတစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာ third person တွေဝင်ရောက်လာတယ်third person ဆိုတာကသူ့ဘက်ကကိုယ့်ဘက်ကပေါ့နော်ဒါနောက်တစ်ယောက်ပေါ်လာတာမဟုတ်ခဲ့ရင်တောင်မှပဲမိဘအတိုင်းဝိုင်းကဖြစ်စေတကယ်ချင်းအပေါင်းအသင်းတွေကြောင့်ဖြစ်စေပေါ့နော်သူတို့ရဲ့ဒီပြောစကားတွေကြောင့်မို့နှစ်ယောက်သားဒီ relationship ကြီးအဆင်မပြေဖြစ်ခဲ့ကြတယ်ဆိုတဲ့ပုံစံမျိုးကိုပို့ပြီးတော့မှတော့ပြတယ်အဲ့တော့ဟိုဘလောက်ပဲပေါ့ဖိုင်ဝမ်နေရဲ့စိတ်ထဲမှာတစ်ဖက်လူနဲ့ဘလောက်ပဲအဆင်ပြေအောင်လုပ်ဒီ relationship ကြီးအကောင်းမွန်တဲ့နေတာတစ်ခုထိရောက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တစ်ခုကိုမျှော်လင့်လို့မရတဲ့အခိုက်အတန့်မှာရှိနေတဲ့ energy မျိုးကိုယ်တိုင်ကလည်းအရန်လွတ်ချခြင်းနေပြီးရုံထွက်ခြင်းနေပြီးဒါပေမဲ့လည်းပဲကိုယ့်ရဲ့စိတ်ကမပြတ်နိုင်သေးဘူးပေါ့နော်အဲ့တော့သူနဲ့ဆက်ပြီးတော့မှပတ်သက်နေရသေးတဲ့အကြောင်းတရားတွေအများကြီးဖန်လာတယ်အဲ့လို energy မျိုးထဲမှာပဲကိုကလူးလေချာလေလိုက်နေရတဲ့အနေအထားမျိုးပြောလို့ရှင်တော့ပုံမှန်ပဲ
ဆိုတဲ့ခါကျတော့အဲ့တော့တစ်ဖက်လူရဲ့စိတ်ထဲမှာလည်းပဲကိုယ်နဲ့ပတ်သက်တစ်ဖက်လူရဲ့ energy ရရောကိုယ်နဲ့ပတ်သက်ပြီးဘယ်လိုပုံစံတွေဖြစ်နေလဲဆိုတော့တစ်ဖက်လူဘက်ကလည်းပဲကိုယ်နဲ့ပတ်သက်ပြီးတော့မှဒါခိုင်မာတဲ့အနေအထားမျိုးနဲ့ရှေ့ဆက်သွားဖို့ရန်အတွက်စူးစမ်းခြင်းနဲ့စိတ်မရှိဘူးပေါ့နော်လက်ရှိပတ်သက်နေတဲ့အနေအထားတိုင်းလေးကိုပဲဆက်ပြီးတော့မှပတ်သက်ခြင်းတဲ့ပုံစံမျိုးဟုတ်ပြီနင်းနဲ့ငါနဲ့မပတ်သက်တော့ဘူးဒီမှာတင်မင်းနားလိုက်တော့မယ်ဆိုလို့ရှိရင်လည်း it's okay ရတယ်ဆိုတဲ့ပုံစံမျိုးပြောလို့ရှိရင်တော့ပုံမှန်ဒါပေမဲ့တစ်ဖက်လူရဲ့စိတ်ထဲမှာလည်းပဲကိုယ်လုံးလုံးလဲလဲအားကြီးတော့လုံးဝကြီးစွန့်ပစ်လိုက်ခြင်းတဲ့ပုံစံမျိုးရှိမနေဘူးအဲ့တော့ဒါကိုသူ့ပေါ်မှာကောင်းပေးခဲ့တာတွေသူနဲ့ကိုနဲ့ပတ်သက်ခဲ့တဲ့ relationship မှာသူနဲ့ကိုနဲ့ရင်းနှီးကျုံဝင်တဲ့အခိုက်အတန့်မှာကိုရခဲ့တဲ့ခံစားချက်တွေကိုသူတမိုးထားနေတော့မယ်လို့ပြောလို့ရှင်တော့ပုံမှန်လိမ့်မယ်ပေါ့ဆိုတော့ကိုပေးခဲ့တဲ့အချစ်တွေကိုပေးခဲ့တဲ့ရွေးထွေးတဲ့ view ဆိုင်မှုတွေကအခြားဘသူတွေစီမှမရနိုင်တော့တဲ့အနေအထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်ကိုစီရပေါ့နော်ကိုသူတမိုးထားနေသေးတာမျိုးအဲ့တော့ဗာလဲဆိုလို့ရှိရင်သူရဲ့စိတ်ထဲမှာကိုဆက်ပြီးတော့မှဖြစ်တည်တည်ရှိနေတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်ပဲဒါပေမဲ့တစ်ဖက်လူကကိုဘလောက်ပဲအခုချိန်ထိပေါ့နော်သူရင်ထဲမှာတင်ထားသူရင်ထဲမှာမထုတ်ဖြစ်သေးဘူးပဲပြောကိုနဲ့ပတ်သက်ပြီးတော့မှရှေ့ဆက်သွားခြင်းနဲ့ဆန္ဒကအားနေနေရဆိုတဲ့မိတ်တွေကိုပို့ပြီးတော့မှတော့ပြတယ်ပေါ့ဆိုတော့ကိုမစွန်လို့ချင်မှုတိုင်းပဲလည်းမပတ်သက်ချင်ဘူးဆိုတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်ပဲဆိုတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာ energy တွေကဘာဆက်ဖြစ်မှာလဲဆိုတော့ဒီပုံစံတိုင်းဆက်သွားနေအောင်ပါပဲဖြတ်လားဆိုတော့လည်းမဖြတ်ဘူးရှေ့ဆက်တိုးလားဆိုတော့လည်းမတိုးဘူးပေါ့နော်အဲ့တော့တချို့ energy တွေမှာဆိုလို့ရှိရင်လည်းအဆက်ဖြတ်သွားလိုက်ပြီးလို့ရှိရင်ပြန်ဆင်ပြေလိုက်စကားတွေပြန်ပြောပြလိုက်အဲ့ဒါမျိုးတွေနဲ့လူးလည်ချလေလိုက်နေမယ်ပုံစံမျိုးပြောလို့ရှိရင်တော့ပုံမှန်ပဲအဲ့တော့ဒါpositive နဲ့ negative ကိုပြင်ကြည့်မယ်ဆိုလို့ရှိရင် negative ဘက်မှာပို့ပြီးတော့မှတော့များတယ်ပေါ့နော်အဲ့တော့အကောင့်က30ကိုရွေးလို့ရှိရင်အနှုတ်က15%လောက်ပြန်ပြီးတော့မှ backward ဖြစ်သွားတာမျိုးတွေပို့ပြီးတော့မှကြုံလာတတ်တယ်ဆိုတဲ့ခါကြတော့လေဘာဖြစ်ရမလဲဆိုတော့ဖိုင်ဝမ်နေအနေနဲ့ဒီ relationship နဲ့ပတ်သက်ပြီးတော့မှတေချာလေးစဉ်းစားဖို့လိုမယ်ငါတကယ်ပျော်နေရဲ့လားငါတကယ်ဘာလို့ချင်နေရလဲငါတကယ်ပဲရှေ့ဆက်နိုင်နေပြီလားဒီ relationship ကနေပြီးတော့မှငါအတွက်ဘာရမှာလဲငါရောဘာလို့ချင်နေရဒါတွေကိုစဉ်းစားဖို့လိုမယ်တစ်ဖက်လူကိုမစွန့်လွတ်နိုင်ဘဲနဲ့အဓိကဖြင့်အဲ့တော့ပြောရရင်တော့စကားတစ်ခုလိုဖြစ်နေပြီစွန့်လွတ်မလားသို့မဟုတ်ပါလဲဆိုလို့ရှိရင်ခွင့်လွတ်မလားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့စွန့်လွတ်မယ်ဆိုလို့ရှိရင်လည်းစွန့်လွတ်တဲ့အနေအထားမျိုးရောက်နေပြီခွင့်လွတ်ပြီးရှေ့ဆက်မယ်ဆိုလို့ရှိရင်လည်းခွင့်လွတ်ပြီးရှေ့ဆက်မှပဲအဆင်ပြေမဲ့အနေအထားမျိုးဖြစ်နေပြီဆိုတဲ့နမိတ်တွေကိုပို့ပြီးတော့မှတော့ပြတယ်အဲ့ဒါကြောင့်တေချာစဉ်းစားပါဒီနေရာမှာပြက်သားဆုံးဖြတ်ချက်ချရတော့မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်အဲ့တော့ဝေခွဲမရနေလုံနေအောင်မယ်ကိုစိတ်ကိုပေါ့နော်နာကျင်မှာဆိုလို့ရှောင်းတိန်နေအောင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ပျော်ရွှင်မှုကဆက်ပြီးတော့မှပျောက်ဆုံးနေအောင်ပါပဲဆိုတဲ့ပုံစံမျိုးတွေကိုတော့ပို့ပြီးတော့မှတော့မြင်တယ်ဒါကတော့ဖိုင်ဝမ်နေအတွက် reading ဖြစ်ပါတယ်ဗျနောက်ထပ်ဖိုင်ဒိုလေးရဲ့အတွက်ပေါ့နော်တစောင်းမုံလာပြင်းနေအလုံးမှာဒါတစ်ဖက်လူနဲ့ကိုယ့်ရဲ့ energy ဘယ်လိုပုံစံမျိုးဖြစ်မလဲဘာဆက်ဖြစ်မှာလဲဆိုရင်ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်သွားပေးမှာပေါ့ okay okay ဆိုတဲ့ခါကြတော့လေအဲ့တော့ဒီဖိုက်ဒူးတွေရဲ့ energy မှာဘယ်လိုပုံစံမျိုးဖြစ်နေရလဲဆိုတော့ကိုကရတာလောက်ရှေ့ဆက်သွားနေတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်လိမ့်မယ်သူ့ကိုဆွလို့ရမှာထက်တစ်ဖက်လူနဲ့ကိုနဲ့ကြားထဲမှာဒီထက်ပိုပြီးတော့မှအဆင်ပြေခြင်းမပြေခြင်းဆိုတာထက်သူရှိနေတာကတော်ပါသေးတယ်သူနဲ့ကိုနဲ့ကြားထဲမှာဘလောက်ပဲအဆင်မပြေမှုတွေရှိဘလောက်ပဲဘာလဲဆိုလို့ရှိရင်ပေါ့နော်နာကျင်ရသူရှိနေသေးတာကတော်ပါသေးတယ်ဆိုရဲအတွေ့နဲ့ရှေ့ဆက်သွားနေကြတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်ပဲဆိုတော့ဖိုင်ဒူးရဲ့စိတ်ထဲမှာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့မှလက်မလွတ်ချင်သေးဘူးအခုချိန်လေးစိတ်ထဲမှာရှိနေတော့မယ်ဆက်သွားချင်နေတော့မယ်ဘလို့အနေထားမျိုးနဲ့ဖြစ်ဖြစ်ငါရှေ့ဆက်သွားမယ်ဆိုရင်အတွေ့သူတို့စီမှာရှိနေရဆိုတဲ့ပုံစံမျိုးပို့ပြီးတော့မှတော့ပြတယ်ဆိုတော့တွဲလာခဲ့တာလည်းအချိန်တစ်ခုကြာနေပြီငါအစ်မစားချင်တော့ဘူးသူ့ကိုပဲငါတန်ဖိုးထားတယ်အဲ့တော့သူ့ရဲ့ခေါင်းချင်းဆိုးချင်းတွေအားလုံးကိုငါလက်ခံပြီးတော့မှရှေ့ဆက်သွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့သူငါ့ကိုအရင်မချစ်ဘူးလားရတယ်ထားလိုက်ငါဘက်ကချစ်ပြီးနေအဆင်ပြေပြီအဓိကတော့သူနဲ့ငါနဲ့မကွဲဖို့သူနဲ့ငါနဲ့မဝေးဖို့သူကိုနာမှာရှိဖို့ဆိုတဲ့အတွေးကိုပဲအချိန်တိုင်းလွှမ်းခြုံနေတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပို့ပြီးမှန်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့တော့အဆင်မပြေမှုတွေအများကြီးရှိခဲ့လိမ့်မယ်ခွဲခွာရမယ်အခြေအနေတွေအများကြီးကြုံခဲ့လိမ့်မယ်ဒါပေမဲ့ကိုယ့်ဘက်ကနေပဲသူ့ကိုဆွဲထားခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုယ့်ဘက်ကလက်လွတ်ရမှာကိုအရန်ကြောက်ရွံ့နေမိတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့သူ့ကိုကလေဖက်ထွေထားတယ်ဆိုတဲ့နမိတ်တွေကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်နေဗျဆိုတော့ဒါမဲ့လေဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ဖိုက်တူးရဲ့ energy မှာအတိတ်က energy တွေကိုအများကြီးလွှမ်းမိုးထားတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်လိမ့်မယ်အတိတ်မှာလည်းပဲအစင်မပြေတဲ့ relationship တွေရှိခဲ့တာထားခဲ့ခံရတာ
ကိုဘလောက်ပဲချစ်ပေးခဲ့ကိုဘလောက်ပဲကောင်းပေးခဲ့တစ်ဖက်လူကကိုကို view ဆိုင်မှုနဲ့တမိုးထားမှုမရတာအဲ့ဒါကြောင့်ဒီ relationship မှာလည်းပဲအဲ့လိုပုံစံကြီးထပ်ဖြစ်မှာကိုစိုးနေတာအဲ့ဒါမျိုးတွေကိုကျွန်တော်ပို့ပြီးတော့မှမြင်တယ်လို့ပြောရလိမ့်မယ်ဗျဆိုတော့တစ်ဖက်လူရဲ့စိတ်ထဲမှာဘလို့ပုံစံဖြစ်နေလဲဆိုတော့ကိုကတော့ချစ်လို့ကိုကတော့တမိုးထားလို့သူ့ကိုဆုံးရှုံးမှာဆိုလို့ချစ်ပေးတာပဲဒါပေမဲ့တစ်ဖက်လူတွေကကြတော့အရန်စိတ်ရှုပ်စရာတွေဖြစ်နေတယ်သူ့စိတ်ထဲမှာအဆင်ပြေပါမလားငါရှေ့ဆက်သွားလို့ရပါမလားသူနဲ့ငါနဲ့ဘလို့ပုံစံမျိုးနဲ့ရှေ့ဆက်သွားမှာအဆင်ပြေမှာလဲအဲ့ဒါတွေတွေးပြီးတော့မှခေါင်းတွေအရန်ရှုပ်နေတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်ပဲတစ်ဖက်လူရဲ့စိတ်ထဲမှာကိုနဲ့ပတ်သက်ပြီးရှေ့ဆက်သွားရမှာကိုတွေးတောင်ကြောက်နေတယ်ဟာငါစင်ရောပြေပါမလားငါပြောရပါမလားငါဘလို့ပုံစံမျိုးလုပ်ရမလဲဆိုတဲ့ပုံစံမျိုးကိုနဲ့တွေ့ဖို့စကားပြောဖို့တောင်မှပဲသူအများကြီးပြင်ဆင်စဉ်းစားထားရတဲ့အခိုက်အတန့်မှာရှိနေရဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဒါပေမဲ့တစ်ဖက်လူရဲ့စိတ်ထဲမှာလည်းပဲငါရှေ့ဆက်သွားမယ်ဆိုတဲ့အတွေးကိုတော့ကျွန်တော်မြင်တယ်ဆိုတော့ तू အရန်စိတ်ရှုပ်နေတာမှန်တယ် तू အတွက်ပေါ့နော်အရန်ပျော်ရွှင်မှုရှိမနေဘူးလို့ तू ခံစားရတာမှန်တယ်ဒါပေမဲ့ तू ရှေ့ဆက်သွားမယ်လို့ तू ပိုတွေးတယ်အတိတ်မှာအဆင်မပြေမှုတွေဘလောက်ပဲရှိရှိ तू နဲ့ကိုယ်နဲ့ကြားထဲမှာလက်ရှိမှာအဆင်မပြေမှုတွေဘလောက်ပဲဖြစ်အဆင်မပြေတော့ဝေးတော်ပြီးဖြတ်လိုက်တော့မယ်လို့ဘလောက်ပဲပြောဘလောက်ပဲဝေးကွာတော့တစ်ဖက်လူရဲ့စိတ်ထဲမှာတော့ဒါကိုယ်နဲ့ပတ်သက်ပြီးတော့မှမျောလင့်ချက်ကလေးရှိနေတော့မယ်ရှေ့ဆက်သွားဖို့အတွက်စူးစမ်းခြင်းနဲ့ဆန္ဒကိုယ့်ကိုဆက်ပြီးတော့မှပိုင်ဆိုင်ထားခြင်းနဲ့ဆန္ဒရှိနေတော့မယ်လို့ပြောလို့ရှိရင်တော့ပုံမှန်ပဲဆိုတော့တခြားလေးစူးစမ်းကြည့်ပါလို့ပဲကျွန်တော်အကြံပေးခြင်းတယ်အဓိကကလေသူ့ဘက်ကဖြစ်စေကိုယ့်ဘက်ကဖြစ်စေအတိတ်က energy တွေအတိတ်က trauma တွေစိတ်ဒဏ်ရာတွေအတိတ်မှာကြုံတွေ့ခဲ့ရတဲ့အရာတွေကလက်ရှိ relationship မှာလာပြီးတော့မှလွှမ်းမိုးနေတယ်ပြီးလို့ရှိရင်တရားမှုရှိနေတယ်အဲ့ဒါတွေကြောင့်ဒီ relationship ကြီးကအဆင်မပြေဖြစ်နေရလို့ကျွန်တော်ပြောချင်တယ်ဆိုတော့တချို့ဆိုလို့ရှိရင်လဲကွာကိုယ့်ရဲ့ ex နဲ့တော်ပြီးတော့မှတိုင်းရှင်နေမိတာမျိုးအရင်တော့ ex ကငါ့ပေါ်မှာဘလို့ချစ်တာငါ့ပေါ်မှာဘလို့တန်မိုးထားတာဆိုပြီးတော့မှတွေးနေမှာဒါပေမဲ့အဲ့ဒါတွေကိုထားခဲ့လိုက်တော့ဆိုတဲ့ခါကျတော့အတိတ်ကအရာတွေတိတ်မှာပဲထားခဲ့လိုက်တော့တဲ့သူနဲ့ကိုယ်နဲ့ကြားထဲမှာတစ်ဖက်လူကအတိတ်မှာအတိတ်ဘဝတုန်းကအတိတ်ဘဝတုန်းကအတိတ်တုန်းကသူကိုယ့်ပေါ်မှာဘလောက်ပဲမကောင်းခဲ့သစ္စာတွေဘလောက်ပဲဖောက်ခဲ့ဆိုတော့ကိုသူ့ကိုလက်မလွတ်နိုင်ဘူးမလားအတိတ်ကိုတိတ်မှာပဲထားခဲ့လိုက်တော့ပြီးလို့ရှိရင်အတိတ်ကလူတွေရဲ့လွှမ်းမိုးမှုတွေအတိတ်ကလူတွေရဲ့လာနာနှင်းတွင်နေတဲ့အကြောင်းအရာတွေအားလုံးကိုလည်းဖျက်တောက်ဖို့အတွက်အရေးကြီးပြီးအတိတ်ကအတိတ်ပဲလက်ရှိကလက်ရှိပဲဒါကိုခွဲခြားသိဖို့လုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုတော့မြင်နေဆိုတော့ကိုယ့်ဘက်ကနေပြီးတော့မှစွမ်းကုန်ချစ်ပေးလိုက်ခြင်းနဲ့ဒါပေမဲ့နာကျင်ရမှာကိုကြောက်နေကြတယ်ကိုယ့်ဘက်ကနေပြီးတော့မှအစွမ်းကုန်လေးနဲ့ပြခြင်းနဲ့ဒါပေမဲ့တန်မိုးထားမခံရမှာကိုစိုးနေတယ်အဲ့လိုစိတ်တွေအားလုံးကတစ်ဖက်လူကိုချစ်ချင်းမုန်းချင်းပေါ်မှာဖြစ်တည်လာတာမဟုတ်ဘဲနဲ့အတိတ်ကနေပါလာခဲ့တာလို့ကျွန်တော်ပြောချင်တယ်အဲ့ဒါကြောင့်အတိတ်ကိုတိတ်မှာပဲထားခဲ့လိုက်တော့ကိုယ်စိတ်ထဲမှာအတိတ်ကအရာတွေအကုန်လုံးကိုလွှတ်ချဖို့ကြိုးစားပါဒါဆိုတော့ဒီ relationship ကအများကြီးဆင်ပြေလာဖို့ရှိတယ်စူးစမ်းပါတစောင်းမိုးလာပြင်းနေအလုံးမှာတခြားလေးပြန်စူးစမ်းကြည့်မယ်ဆိုဒီ relationship ကပိုအားကောင်းတဲ့ energy မျိုးတွေဖြစ်တည်လာဖို့ရှိတယ်လို့မြင်ပါတယ်နောက်ဆုံးပေါ့နော်ဒါ five theory တွေအတွက်ဇာမုံလာပြီးအလုံးမှာရှိနေမယ်တစ်ဖက်လူနဲ့ကိုရဲ့ပေါ့နော် energy ပြောင်းလဲလေးတွေကဘာလေးတွေမြန်ဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးမှာပေါ့နော် Okay. Okay, we don't fortune. Okay ဆိုတဲ့ခါကျတော့တစ်ဖက်လူရဲ့စိတ်ထဲမှာပေါ့တစ်ဖက်လူဆိုတာကိုယ့်ရဲ့စိတ်ထဲမှာလို့ပဲယင်ပြောရတော့မယ်ဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့မှဒါရှေ့ဆက်သွားဖို့ဆန္ဒရှိရဆိုတဲ့ပုံစံမျိုးတဖြည်းဖြည်းချင်းနဲ့ကိုထင်မထားလောက်အောင်တစ်ဖက်လူပေါ်မှာကိုယ့်ရဲ့အာယုံတွေကပို့ပြီးလေးနက်လာတယ်သူ့ပေါ်မှာထားတဲ့ခံစားချက်တွေကပို့ပြီးတော့မှပြင်းထန်လာတယ်ဆိုတဲ့ပုံစံမျိုးကိုယ့်စိတ်ထဲမှာတစ်ဖက်လူပို့ပြီးတော့မှအမှတ်ပေးလာတယ်သူနဲ့ပဲရှေ့ဆက်သွားဖို့အတွက်စ조사ချင်တော့တယ်လက်လို့ဖို့ထက်စာရင်ပို့ပြီးတော့မှပိုင်ဆိုင်ချင်လာတယ်ပို့ပြီးတော့မှအဆင်ပြေချင်လာတယ်သူ့ကိုပို့ပြီးတော့မှယုံကြည်လာတယ်သူနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့စိတ်ကကိုမထင်ထားတဲ့အခိုက်အတန့်မှာတောင်မှတဖြည်းဖြည်းချင်းနစ်ဝင်ပျော်ဝင်လာတယ်ဆိုတဲ့ image တွေကိုပို့ပြီးတော့မှတော့ပြတယ်ပြောရရင်အဲ့တော့ pi 3တွေတစ်ဖက်လူပေါ်မှာကိုတကယ် fall in love ဖြစ်နေပြီတကယ်ကိုချစ်ချင်းမြတ်တာတွေအများကြီးရှိနေပြီဆိုတဲ့ပုံစံမျိုးလက်လို့ဖို့ထက်စာရင်ပိုင်ဆိုင်မှုပို့ပြီးတော့မှစ조사ခြင်းနေပြီကိုစိတ်ကိုလက်မခံခြင်းတောင်မှပဲကိုစိတ်ထဲမှာတစ်ဖက်လူကအများကြီးအပိုင်ယူထားတယ်လွှမ်းမိုးထားတယ်ဆိုတဲ့ image တွေကိုကျွန်တော်ပို့ပြီးတော့မှတော့ပြတယ်ကိုရဲ့အုံနောက်ထဲမှာ
အချိန်တော်တော်များများမှာသူနဲ့ကိုနဲ့ပိုအဆင်ပြေဖို့ရန်အတွက်စူးစမ်းချင်တဲ့ဆန္ဒမျိုးတွေပဲပိုလွှမ်းချုပ်နေရလို့ကျွန်တော်ပို့ပြီးတော့မှမြင်တယ်တစ်ဖက်လူရဲ့စိတ်ထဲမှာကြတော့ဘလို့ပုံစံဖြစ်နေလဲဆိုတော့သူကလေပုံမှန်လေးတိုင်းပဲသွားနေတဲ့ပုံစံမျိုးတစ်ဖက်လူရဲ့စိတ်ကကြတော့အရန်ကြီးလေးနက်တဲ့အနေအထားမျိုးချို့သူမသွားချင်သေးဘူးဆက်ပြီးတော့မှစောင့်ကြည့်အောင်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့သူ့အနေနဲ့ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချဖို့ရန်အတွက်ကိုယ်လေ့လာနေတယ်ဆိုတဲ့ပုံစံမျိုးတွေပို့ပြီးတော့မှတော့ပြတယ်လောလောဆယ်မှာသူဟာဒါကိုကြီး relationship ပေါ်မှာထားတဲ့ခံစားချက်လိုမျိုးသူအရင်ကြီးလေးနဲ့မှုတော့တိတ်မရှိသေးဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဘေးနားမှာသူရွေးချယ်စရာတွေအများကြီးရှိနေရဆိုတဲ့ပုံစံမျိုးတွေပြတယ်ဆိုတော့လက်ရှိမှာ IS ဖြစ်တည်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကွယ်ကွာတစ်ဖက်လူကိုမချစ်ဘူးမဟုတ်ဘူးချစ်တယ်ဒါပေမဲ့သူ့မှာရှင်ပြီးရွေးချယ်ရမယ်သူရဲ့စီးပွားရေးကိစ္စတွေပညာရေးကိစ္စတွေဘဝတလန်ကိစ္စတွေမိသားစုကိစ္စတွေဒါတွေအများကြီးရှိနေနိုင်တယ်ဆိုတော့အဲ့ဒါကြောင့်သူကလေတကူကူအရင်အသားပြီးပြီးတော့မှလုပ်ဖို့ရန်အတွက်သူအရင်မစူးစမ်းချင်သေးတဲ့ပုံစံမျိုးပြောလို့ရှင်တော့ပုံမှန်လိမ့်မယ်အဲ့တော့ပြီးရင်လက်ရှိအချိန်မှာသူဒီအခြေကိစ္စထပ်ပို့ပြီးတော့မှဦးစားပေးရမယ်ကိစ္စတွေအများကြီးရှိနေတယ်အဲ့တော့ဆိုတဲ့ပုံစံမျိုးတွေဒီအခြေကိစ္စနဲ့ပတ်သက်ပြီးတော့မှသူ risk ယူရမယ်ကိစ္စတွေစွန့်စားရမယ်ကိစ္စတွေအများကြီးရှိနေတယ်အဲ့ဒါကြောင့်မို့သူကလေဒီ relationship နဲ့ပတ်သက်ပြီးတော့မှပေါ့ပါလေးပဲတွားဖို့အတွက်သူစူးစမ်းအောင်မယ်ဆိုတဲ့နမိတ်မျိုးတွေကိုကျွန်တော်ပို့ပြီးတော့မှတော့တွေ့ရပေါ့တစ်ပတ်လူရဲ့စိတ်ထဲမှာကျတော့ပုံမှန်လေးတိုင်းပဲတွားအောင်မယ်ဒီထက်ပို့ပြီးတော့မှတော့ငါအားမဆိုင်သေးဘူးဆိုတဲ့နမိတ်မျိုးတွေကိုတော့ပြတယ်ဒါပေမဲ့ရှေ့ဆက်တိုးမှာပဲနောက်ပြန်ဆုံးမဲ့အလားအလာမျိုးတော့မရှိဘူးအချိန်ယူနေတာသူအခြားဦးစားပေးကိစ္စဆောင်ရွက်ရမယ့်ကိစ္စမျိုးတွေပေါ်မှာသူအာယုံထားနေတာအဲ့ဒါမျိုးတွေကိုကျွန်တော်ပို့ပြီးတော့မှမြင်နေဆိုတဲ့အခါကျတော့ဂယုစိုက်ပေးဖို့တော့လိုမယ်တောင်းတဲ့တယောက်တိထပ်ပူပြီးနားလဲပေးဖို့တော့လိုမယ်မဟုတ်ရင်တယောက်နဲ့တယောက်နာကျင်အောင်နေလုံးမိတတ်တယ်တက်ကိုတယောက် blame မိတတ်တယ်တက်ကိုတယောက်အပြစ်တွေပို့ပြီးတော့မှမြင်လာတတ်တယ်ဘာလို့လဲဆိုတော့တောက်နေရမှာတယောက်မကြည့် तू ကငါ့ပေါ်မှာလေးနက်မှုမရှိဘူးतू ကငါ့ကိုမချစ်ဘူးအချိန်မပေးဘူးငါဘက်ကပေးတဲ့လောက်သူ့ဘက်ကနေပြန်မပေးဘူးအဲ့လိုမျိုးတွေတွေးမိလာတတ်တယ်ဆိုတော့သူ့နေရာမှာဝင်ခံစားကြည့်ပါကိုယ့်နေရာမှာသူဝင်ခံစားကြည့်ပါဆိုတော့တယောက်နေရာမှာတယောက်ဝင်ခံစားကြည့်မှပဲတယောက်ရဲ့အခက်အခဲခံစားချက်ကိုနားလည်ဖို့လိုမယ်ဆိုတော့နားလည်မှသာလက်ခံနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်တက်ကိုတယောက်ပုံမှန်လင်းလင်းပြောကြပါဆိုကြပါတယောက်ရင်ထဲမှာရှိတဲ့တယောက်ရဲ့ခံစားချက်ကိုဖွင့်ပြောကြပါရိုးသားဝင်ခံကြပါအဲ့ဒါမှအဆင်ပြေလိမ့်မယ်အဲ့တော့အခြေရေးကိစ္စတွေမှာမာန်မာနတွေမထားကြပါနဲ့ငါဒါပြောလိုက်လို့ငါဘက်ကအလေးတာနေတာကိုပြလိုက်လို့ကိုယ်တန်ဖိုးမထားတော့မှလားမဟုတ်ပါဘူးပွင့်လင်းစွာပြောပါကို့မှာအခက်အခဲရှိနေတဲ့အကြောင်းပြောပါကိုဒီလောက်ထိမသွားနိုင်သေးဘူးဆိုလို့ရှင်လည်းမသွားနိုင်သေးတဲ့အခိုက်အတန့်တစ်ခုကိုနားလည်လက်ခံပြီးဖို့တစ်ဖက်လူနဲ့ညှိနှိုင်းပါဒါဆိုရင်ဒီတဲ့ဒီ relationship လေးကပိုပြီးဆင်ပြေလာဖို့မြင်နေဆိုတော့အရန် view site ပါလို့မှာခြင်းနဲ့ဆိုတော့ပြဿနာတွေတက်တက်တယ်ရန်နေဖြစ်တတ်တယ်စကားတွေများရကြီးမြင်နေတက်ကိုတယောက်နားလည်မပေးတာကနေစပြီးတော့မှဒီပြဿနာလေးတွေကတစားကြီးထွားလာတတ်ပါတယ်။စူးညောင်းခလုံတွေဖြစ်သွားတတ်တယ်။ရင်ထဲမှာလည်းပဲညောင်လေးတွေပေါက်လာတတ်တယ်။အဖုထစ်လေးတွေဖြစ်သွားတတ်တယ်။အဲ့ဒါကြောင့် view site ဖို့လိုမယ်။အဲ့တော့ပြဿနာတစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်အတန်တိတ်တိုက်ပွဲမစင်နေပါနဲ့။ရိုးသားပြောဆိုကြပါရိုးသားပွင့်လင်းလင်းညှိနှိုင်းကြပါဒါဆိုရင်တော့ဒီ relationship အတွက်အများကြီးထောက်ကူပြုလိမ့်မယ်လို့တော့မြင်ပါတယ်။ဒါကတော့ 5-3 အတွက် rating ဖြစ်